Hello ဒီ Healthy Meal Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချက်ရတာအရန်ကိုလွယ်ကူမြန်ဆန်ပြီးတော့စားလို့လည်းအရန်ကောင်းတဲ့အမဲသားဟင်းလေးချက်ပါမယ်ဒါလေးတွေကတော့အမဲသားဟင်းချက်ရမှာလိုအပ်တဲ့ရေစေးကြောတန့်စင်ထားတဲ့အမဲသားကြက်သွန်ဖြူနေခြင်းနဲ့ခန်းချင်သီးတို့ပဲဖြစ်ပါတယ်အရင်ဦးဆုံးကြက်သွန်နေလေးတွေကိုပပလေးထားပေးလိုက်ပါမယ်ပြီးသွားရင်တော့ကြက်သွန်ဖြူနဲ့ဂျင်းလေးတွေကိုနှုတ်ဆင်ထားပေးလိုက်ပါမယ်ကြက်သွန်ဖြူဒီနဲ့ဂျင်းတို့ကိုနှုတ်ဆင်တာမဟုတ်ဘဲနဲ့ကြိတ်ဆက်နဲ့ကြိတ်တာသို့မဟုတ်ထောင်းထားပေးလို့လည်းရပါတယ်ချွတ်သွန်ဖြူနဲ့ဂျင်းလေးတွေကိုနှုတ်ဆင်ပြီးသွားပြီဆိုလို့ရှိရင်တော့ခန်းချင်သီးလေးကိုခပ်ပပလေးလှီးထားပေးလိုက်ပါမယ်လိုအပ်တဲ့အစာပလာလေးတွေအစင်သင့်ဖြစ်နေပြီဆိုတော့အမဲသားလေးတွေကိုစပြီးတော့အသုံးလေးတွေသုံးထားပေးပါမယ်ဒီနေ့ချက်မဲ့နီလေးကချိန်အကြာကြီးပေးစရာမလိုဘဲနဲ့ချိန်တိုလေးသွင်းကိုနူးဣသွားအောင်ချက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အတုံးလေးတွေကိုခက်တေးသေးလေးသုံးထားပေးပါမယ်အသားလေးတွေကိုခက်တေးသေးလေးသုံးပြီးတော့ချက်တာမို့လို့ချက်တဲ့ကြာချိန်ကလည်းမြန်ဆန်သလိုစားတဲ့အခါမှာလည်းဖဲ့စရာမလိုတဲ့အတွက်ကြောင့်ကလေးတွေအတွက်ရောလူကြီးတွေအတွက်ကောအရန်ကိုအဆင်ပြေပါတယ်ခုဆိုရင်တော့အသားလေးတွေလည်းအဆင်သင့်ဖြစ်နေပါပြီအမဲသားဟင်းလေးစချက်ပါမယ်ချက်မဲ့အိုးတွေကိုအသားကြက်သွန်ဖြူနီဂျင်းနဲ့ခန်းချင်သီးတို့ကိုထည့်ပေးပါမယ်ပြီးသွားရင်တော့စားအရသာမုံစနွင်းမုံငုတ်သီးခွဲချမ်းမုံနဲ့မဆလာကိုထည့်ပေးပါမယ်ငုတ်သီးအစိမ်းမှုရှိရင်တော့ငုတ်သီးအစိမ်းမုံလေးပါထည့်ပေးလို့ရပါတယ်ဒီနေ့တော့ငုတ်သီးအစိမ်းမုံလေးကုန်နေတာမို့မထည့်တော့ပါဘူးပြီးသွားရင်တော့စီလေးအနှဲငယ်ထည့်ပါမယ်ငံပြာရည်လေးတစ်စုံခန့်ထည့်ပါမယ်ငပိလေးအနှဲငယ်ထည့်ပါမယ်ဒီမြင်ငပိလေးအနှဲငယ်ထည့်ပေးခြင်းအပြင်ဟင်းအနစ်အရသာကိုပို့ပြီးတော့ကောင်းစေပါတယ်လိုအပ်တဲ့အစာပလာလေးတွေလည်းအားလုံးထည့်ပြီးသွားပြီဆိုတော့မီးပူချိန်ကိုအနှိမ်ဆုံးလေးထားပြီးတော့အသားနဲ့အစာပလာလေးတွေကိုတမသွားအောင်လုံးထားပေးလိုက်ပါမယ်ပြီးသွားရင်တော့ရေကိုတမ်းမထည့်သေးပဲနဲ့အသားတွေကထွက်လာတဲ့အရေလေးတွေနဲ့ပဲအရင်ခန်းသွားအောင်လို့ခဏနှက်ပြီးတော့တည်ထားပေးပါမယ်အသားတွေကထွက်လာတဲ့အရေလေးတွေခန်းပြီးတော့ဒီအနေထားလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ရေလေးအနှဲငယ်ထည့်ပေးပါမယ်ဒီနေရာမှာရေကိုအများကြီးချဲ့တာမျိုးမဟုတ်ဘဲနဲ့အသားမျိုးယုံလေးတွေပဲထည့်ပေးပါခုနထည့်ထားတဲ့ရေလေးတွေခန်းသွားပြီဆိုလို့ရှိရင်တော့ရေလေးအနှဲငယ်ထပ်ထည့်ပေးပါမယ်အသားလေးတွေကအနှဲငယ်မာနေသေးတာမို့ရေလေးအနှဲငယ်ထပ်ထည့်ပြီးတော့ခဏထပ်တည်ပေးထားပါမယ်အခုဆိုရင်တော့အသားလေးတွေကအရန်ကိုနူးဣပြီးတော့စားလို့အရန်ကိုကောင်းနေပါပြီဟင်းအနစ်လေးတွေကိုဒီလိုအရေးဆက်ဆက်လေးနဲ့စမ်းစားလို့ရတဲ့ပုံစံလေးလိုချင်တာမို့ဟင်းအနစ်တွေကိုစီပြန့်သွားတဲ့အထိခန်းချအောင်မထားဘဲနဲ့ဒီအခြေအနေလေးဖြစ်နေပြီဆိုရင်တော့ရပါပြီဒီချက်နီးလေးကအမဲသားဟင်းချက်ဖို့အတွက်အချိန်အများကြီးမပေးနိုင်တဲ့သူတွေအတွက်ချက်ရတာအရန်ကိုလွယ်ကူမြန်ဆန်ပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ချက်နီးလေးဖြစ်ပါတယ်အခုဆိုရင်တော့အနံ့ရောအရသာပါအရန်ကိုပြည့်စုံကောင်းမွန်တဲ့အမဲသားဟင်းလေးရပါပြီအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်